ဘာလို့မရွေးချယ်တင်လဲဆိုရင်တချို့မင်းကလေးကရှိရယ်ကိုချစ်သူကောင်းလေးကွာစီးရေးတွေပြည့်စဲချမ်းသာတွေပြည့်စဲသူနဲ့ကျွန်တော်အတူကြီးဆိုင်နေဆိုရဲတက်တည်ရှိရယ်တချို့မင်းကလေးကြတော့အဲ့လိုမရှိဘူးလက်ထပ်ခွဲတောင်းရင်တော့အဲ့လိုပြောနောက်နေ့မှလက်ထက်ရအောင်နောက်နေ့မှလက်ထက်ရအောင်အဲ့လိုအခုမှလက်ထက်ချင်လေးကိုဘာညာပေါ့အဲ့လိုကောင်းမလေးကိုမရွေးချယ်ဘာလို့လဲဆိုတော့သူတို့ရဲ့စိတ်မှာဘာရှိလဲဆိုရင်ခမောက်ကြည့်မှာပေါ့ဒါကောင်ချမ်းသာလာလို့ရှိရင်ကျွန်တော်လက်ထပ်မယ်မချမ်းသာလာလို့ရှိရင်ကျွန်တော်နောက်တစ်ယောက်ပြောင်းချင်တယ်ဆိုတော့စိတ်ရှိတယ်ဒီမှာအဲ့တော့အဲ့လိုကောင်းမလေးကိုလုံးဝမရွေးချယ်ပါအမှန်ဆိုရင်ဘယ်လိုပြောမလဲကိုချစ်သူကိုကောင်းလေးကဘယ်လိုပြောလက်ထပ်ခွေတောင်းရင်ကွာအမှန်ဆိုပျော်ရမှာလေကွာပျော်ရမှာအဲ့လိုမဟုတ်သူကဒီနေ့လက်မဖက်ချင်တယ်ဘူးပြီးတော့နောက်2နှစ်3နှစ်နောက်တော့အဲ့လိုကောင်းမလေးကိုဘယ်လိုပြောလုံးဝမရွေးချယ်ပါ